ကဲအားလုံးပဲမင်္ဂလာပါနော်မင်္ဂလာရှိသောညချမ်းလေးပါကဲနော်အခုဒီမတွေအားလုံးပဲကျွန်တော်ဒီညမှာတော့ကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပဲတင်ပြလိုက်မယ်နော်အခုဒီမတွေအားလုံး live နဲ့တူတူပဲနော် live နဲ့တူတူပဲအဲ့တော့အခုဒီမတွေအားလုံးပဲကျွန်တော်အမြင်အပိလာတဲ့အခုဒီမတွေအားလုံးနော်အခုမှစိတ်ဝင်စားလို့ဝင်ကြည့်တဲ့အခုဒီမတွေအားလုံးမင်္ဂလာရှိသောညချမ်းလေးပါနော်အဲ့တော့ကျွန်တော်တို့ဒီမှာ24ရက်နေ့နော်တနေ့သားလေးတော့ကျွန်တော်ယူပေးထားမယ်နော်အခုဒီမတွေအားလုံးနဲ့မနေ့ကမှာနော်တင်ကွယ်လေးတွေပါကျွန်တော်ကြိုက်တာလေးထုတ်ပေးထားတယ်နော်အဲ့ဒါအားလုံးပဲဗီဒီယိုဖိုင်လေးကိုအားလုံးပဲအစအဆုံးလေးကြည့်မယ်နော်အားလုံးပဲကျွန်တော်ဗီဒီယိုဖိုင်လေးမှာအခုဒီမတွေအားလုံးအတွက်နော်အရင်ကြိုက်တာလေးဦးစားပေးထားတယ်မင်္ဂလာပါညီရဲ့မင်္ဂလာပါနေကင်းက live မဲ့ဟုတ်တယ်ကျွန်တော်နေကင်းတော့ကလေတနေ့ကုန်သားလေးကျွန်တော်တင်ပေးထားပြီးတော့လေကျွန်တော်မနေ့ကညတွေကနော်မနေ့ကညတွေကနည်းနည်းလေးနော်နောက်ကြအောင်ပါစပင်းခေါင်းလျှော်လိုက်တာပေါ့နော်ဒီနေ့စီဟလာနည်းနည်းလေးဟွာပေါ့နော်နာစီးပြီးတော့တိတ်ပြီးတော့လူမလန်းဖြစ်တာပေါ့နော်အဲ့တော့ဘာမှတော့ထွေထူးတော့မဖြစ်ပါဘူးနော်အဲ့တော့အများနဲ့စစ်မှုပေးတဲ့ကိုလေးမတွေအားလုံးလည်းကျေးဇူးတင်ပါတယ်နော်နည်းနည်းလေးဒီညတော့နောက်ကျသွားတယ်ဗျာနော်အဲ့တော့ဒီနေ့ကတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီနေ့မှာနော်ကျွန်တော်တို့23ရက်နေ့မှာကျွန်တော်တို့မနက်ပိုင်းနော်မနက်ပိုင်း41ညနေပိုင်းတက်ခွန်ထွက်သွားတယ်ဒါကျွန်တော်ရဲ့တပတ်စာလေးလုံးပိုင်းအကက်ကနန်းကောညနေကဆိုရင်လည်းဒါကျွန်တော်နှစ်ခွန်ပတ်တီတနေ့ကိုညနေကျွန်တော်ပြန်ပြောင်းဝေးထားတယ်နော်အဲ့မှာနှစ်ခွန်ပတ်တီညနေတော့ကျွန်တော်ပြန်ပြောင်းဝေးထားတယ်အဲ့ဒီကခွန်နဲ့ခွန်လုံးပိုင်းတက်ခွန်ထွက်တယ်အဲ့ဒီတပတ်စာ383ညအခွေလေးပြီးသွားပြီပရိတ်3လည်းပြီးသွားပြီတပတ်စာတော့4အကက်ခွန်အကက်လည်းပြီးသွားပြီဒီနေ့လဲဒါပြောမယ်ဆိုရင်ညမနေ့ပဲပေါ့နော်တပတ်စာတော့ကနေတိုင်းသမားတွေတော့ပြောစရာမလိုဘူးဗျာနော်ဒီနေ့ပဲဆိုတပတ်စာလေးကျွန်တော်ထုတ်ပေးထားတာလေးရောတတိစာပတ်သီးလေးတွေနေ့တိုင်းကြာနေတာနော်ကျွန်တော်ရွေးကတင်တယ်မပါတာပဲရှိတယ်နော်ဒီလည်းမနေ့ညမနေ့ကလည်းမနေ့ညပဲပတ်သီးလုံးဝရောဆွဲနေတာပဲနော်ဒါအကူဒီမတွေအားလုံးသိတဲ့အတိုင်းပဲနော်အဲ့တော့နောက်တစ်ခုနေ့ပြောချင်တာဗာလဲဆိုတော့ကျွန်တော်ရဲ့အဖွဲ့ဝင်ကူဒီမတွေအားလုံးနော်အဖွဲ့ဝင်ကူဒီမတွေအားလုံးပဲမနေ့ပြန်ကျွန်တော်နော်တရက်ကြံပါတယ်အဲ့တော့လောလောဆယ်ကျွန်တော်အခုမနေ့ပြန်အတွက်လုံးပိုင်းလေနော်တနေ့ကုန်သာရှိတယ်အဲ့တော့ဘာမှကိုရီမတွေအောင်ထွေးထူးတော့ကျွန်တော်မပြောချင်ဘူးနော်ထွေးထူးလေးပြောရမယ့်အချိန်တည်းမဟုတ်သေးဘူးလေဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဗိုလ်ကုန်းလေးလေးဆိုတော့ဗိုလ်ကုန်းလေးလေးကတော့ညမနေ့ကကျွန်တော်သွားမှာပဲနော်အဲ့တော့မနေ့ကလေးဝေးခွက်လေးကျွန်တော်ပူကြိုက်တယ်နော်ဝေးခွက်လေးပူကြိုက်ဆိုတော့အဲ့မှာအပြီးလာပြီးလို့ရတာလေးရှိတယ်နော်အဲ့တော့ကိုရီမတွေအားလုံးပဲမနေ့ကမှာညမနေ့လေးကိုနော်ပုံမှန်လေးလောက်ပါကျွန်တော်ဒါလေးကတော့ကိုရီမတွေအားလုံးတော့ဒါလေးကတော့ကျွန်တော်ဒါပြောရမှာပဲနော်မပြောလို့မရဘူးပြောရမှာပဲအဲ့လိုလေးကျွန်တော်ဖြစ်နေတယ်ဗျာနော်ပြဆွေးတော့မဟုတ်ပါဘူးနော်မွေးစာတို့နဲ့မွေးကလေးနဲ့ပတ်သက်သွားရင်ခါလိုက်ကြရင်လေအဲ့လိုပဲပေါ့ဗျာအများကြီးတော့ထွေထူးတယ်ကျွန်တော်မပြောချင်တော့နော်ပြောချင်တော့မနေ့ကကျွန်တော်အခုရွေးပေးထားခဲ့မယ်နော်မနေ့ကဟိုတနေ့ကုန်ကိုပတ်တီးလုံးပိုင်းလေးတွေတင်တိုင်းလေးကျွန်တော်ထုတ်ပေးမယ်နော်အဖွဲ့ပဲကိုရီမတွေအားလုံးပဲမနေ့ကအတွက်အားလုံးညမနေ့လေးလောက်ပါနော်အဲ့ဆိုမနေ့ကမှကျွန်တော်လုံးပိုင်းလေးတွေတနေ့ကုန်သာရှိတယ်နော်အဲ့ဒါဘာလို့ကျွန်တော်တို့ဒါပုံမှန်လေးစောရမယ့်အရာလေးကတော့ကျွန်တော်ပုံမှန်လေးဒါမနေ့ကအထိရုံသွားမယ်နော်အဲ့တော့ကိုရီမတွေအားလုံးပဲမနေ့ကတော့မွေးခွက်တွေပူကြိုက်တယ်နော်ပြောခဲ့ပူပါပြီမွေးခွက်တွေပူကြိုက်တယ်အဲ့ဒီမှာကျွန်တော်မွေးခွက်လည်းအများကြီးမဟုတ်ပါဘူးနော်မွေးခွက်လည်းအများကြီးမဟုတ်ဘူးဟုတ်တယ်နော်တပတ်လုံးစာကိုအင်္ဂါအတွင်းကိုဟွာပေါ့နော်ဖရီးပေးထားတဲ့ဟာတွေလည်းအကုန်ထွက်သွားတယ်အခွေလည်းအကုန်ထွက်သွားတယ်ပရိတ်တွေလည်းအကုန်ထွက်သွားတယ်နော်ကိုပြောပြတာပါเนาะကျွန်တော်အဲ့လောက်တော့မညံ့နေဘူးလေထင်ပါတယ်เนาะပြောပြတာเนาะအဲ့မဲ့မနေ့ပြန်ကိုเนาะဘာဖြစ်ဖြစ်ကျွန်တော်ရဲ့အကိုဒီမတွေအားလုံးပဲเนาะပြောရမှာပါเนาะသူမလာလဲကျွန်တော်တို့เนาะသူမလာလဲကိုခေါ်ရမယ်မနေ့ပြန်เนาะအဲ့လောက်ပဲကျွန်တော်ပြောအားလုံးပဲเนาะအဲ့တော့ကျွန်တော်လိုက်ကိုကြီးတဲ့ကိုဒီမတွေအားလုံးလဲမနေ့မှပြောခဲ့ပါတယ်เนาะနေလိုက်ကိုဒီမတွေအားလုံးလဲကျွန်တော်ရွေးချက်ပေးတာလေးတွေကိုလောက်ပါဖွဲ့ဝင်ကိုဒီမတွေပုံမှန်ဖွဲ့ဝင်ကိုဒီမတွေအားလုံးလဲကိုလိုရမယ့်ဟာလေးကိုပုံမှန်လုပ်ပါနော်အမြဲတမ်းလာပြီးရတယ်ဒါကတော့ပြောစရာမလိုဘူးလေဗျာစောင့်ကြည့်ဟုတ်တယ်နော်စောင့်ကြည့်ပဲဟုတ်တယ်အဲ့မှာတူပြောမယ်ပြောခဲ့ပူပါပြီနော်ကဲမနေ့ကသူကပတ်တီးသမားတွေကပြောစရာမလိုနော်ကျွန်တော်ရဲ့
နေလိုက်ကိုဒီမတွေအားလုံးပဲပတိတိရတော့ဝမ်းချင်းကြီးရအောင်နော်ပေးတိုင်းကိုလာနေတာပဲနော်တင်ထဲနဲ့လာဖို့လို့တယ်အဲ့တော့မနှက်ပြန်ကျွန်တော်ပြောပြီးမနှက်ပြန်ကိုပတိမတွေခွန်ပတ်တိတုံညပတ်တိရှိပါတယ်နော်ဟုတ်တယ်ခွန်ပတ်တိတုံညပတ်တိနော်ခွန်ပတ်တိတုံညပတ်တိကိုခွန်3ခွန်8ခွန်1ခွန်6ပါနော်ခွန်3ခွန်8ခွန်1ခွန်6ပါတုံညနဲ့ပတ်သက်ရင်နော်အဲ့လားခွန်နဲ့ယူခဲ့တဲ့နော်ခွန်နဲ့ယူခဲ့ခွန်3ခွန်8ခွန်1ခွန်6တုံညနဲ့ပတ်သက်ရင်နော်တုံည3 3 8နော်3 3 3 8 3 6 3 5နော်အဲ့ဒါမနှက်ပြန်အတွက်ကျွန်တော်တို့ရဲ့ရွှေခဏပါနော်အဲ့ဒါဗတိလုံးမိုင်းလေးကတော့ပြောကြမှာနော်ကိုဒီမအားလုံးပဲဒိဋ္ဌာနေလဲမကြပါရဲ့အင်္ဂါနေလဲကြသွားတယ်မနှက်ပြန်အတွက်လဲပြီးခဲ့ပြီဗတိမတွေ3ညခွန်ဗတိတနေ့ကုန်နော်ခွန်လုံးမိုင်း3ညလုံးမိုင်းရွှေခဏလေးလေပြောခဲ့တယ်နော်ခွန်3ခွန်8ခွန်1ခွန်6 3ညနဲ့ပတ်သက်ရင်3ည3 3ည8 3ည5 3ည6နော်အဲ့ဒါလေးဆော့ပါနော်ကိုဒီမတွေအားလုံးပဲမင်္ဂလာပါညီလေးတွေမင်္ဂလာပါနည်းနည်းလိုက်ကြည့်ရရင်ဟိုဗီဒီယိုပိုင်းလေးကြည့်ရတာလည်းအဆင်မပြေလည်းနည်းသိခံပြီးကြည့်ပေးဗျာနော်ကျွန်တော်လည်းနည်းနည်းလေးနော်အထင်းပြီးတော့လူမေးနေတာကိုဒီမတွေအားလုံးအဲ့လိုဖြစ်ဟုတ်တယ်မင်္ဂလာပါညီလေးတဲ့မင်္ဂလာပါကဲငါကိုငါမလေးကဲကောင်းပါလေအဲ့တော့ကျွန်တော်ပြောမယ်ဗာလဲဆိုတော့မနှက်ပြန်အတွက်နော်မနှက်ပြန်အတွက်တစ်ခွက်ကောင်းနေတယ်နော်မနှက်ပြန်နေတဲ့တစ်ခွက်ကောင်းကြိုက်တဲ့သူတွေအတွက်ကျွန်တော်ပြောပြပါမယ်နော်အားလုံးပဲလိုက်တဲ့အခုကြည့်နေတဲ့သူတွေရောနော်sorry ဗီဒီယိုအခုဗီဒီယိုနဲ့တင်ပေးတဲ့အခါမှာကြည့်နေတဲ့ကိုဒီမတွေအားလုံးတွေ့ရမြင်တဲ့ကိုဒီမတွေအားလုံးပဲမနှက်ပြန်ပါနော်ကျွန်တော်တို့83နော်တစ်ခွက်ကောင်းပါနော်ပြီးခဲ့ပြီနော်ခွန်3တစ်ခွက်ကောင်းပါခွန်3ကတစ်ခွက်ကောင်းပဲခွန်3 3ခွန်ကတစ်ခွက်ကောင်းပါနော်အဲ့ဒါလေးကိုလည်းတနေ့ကိုဆော့နော်ဒီတိုင်းကိုဒီမတွေအားလုံးနေ့တိုင်းကပြောစရာမလိုဘူးနော်လက်ဖက်နဲ့ထပ်ပြီးတော့မှာကျွန်တော်ရဲ့ဖောက်ရဲ့ကိုဒီမတွေအားလုံးနေ့တိုင်းကိုဒီမတွေအားလုံးပဲသူ့အောင်ဝက်ခံမယ်နော်အားလုံးဘိုင်ဘိုင်ပါအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပဲပြည့်စုံပါစေဘိုင်ဘိုင်